Welcome, the darling he was living for my baby welcome the dad STEM that need welcome the dad Dica adding the ultrasonic sensor there the distance sensor there the Arduino Nano don't be drive or motor driver သုံးပါပါခင်ဗျာအသားကြီးကုတ်ပြမှာပါခင်ဗျာခဏပါဒီမှာဒီအနေစပြီးတော့ဒီမှာ one Arduino Nano start up ဒီမှာ 5 နဲ့ 10 ကို 5 နဲ့ 10 ဟိုဟာspeed control speed fire မပြမယ်မနော် fire ဒီဘက် channel ကိုလောက်တာ10ကဒီဘက် channel ကိုလောက်တာ motor ကို speed the speed ကို maximum ထားတာတွေ့လား maximum ထားတာဒီကအရှိတ်သွားတာရှိတ်သွားတဲ့ code ရှိတ်သွားတဲ့ code ခဏနော်Ma 1 equal no 1 equal h I g h height 1 equal height height ဆိုတာသွားတဲ့လေတဲ့မှုလောက်တာကျတော့0 equal LOW low ဆိုတာမသွားဘူးရက်တာဒါဒီမှာ wait 0.05 second ရေးထားတယ်ပြီးတော့ get ultrasonic sensor distance centimeter trick 2 echo 3ဒီမှာ get ဒီဟာနောက်ထပ်တစ်ခုလုပ်ပြီးတော့ဒီမှာ equal ဒီလိုဟာလေးလုပ်ပြီးတော့50လုပ်ထားတာပါခင်ဗျဒီကကွေးတဲ့ဟာဟုတ်တယ်ကွေးတဲ့ဟာဒီက turn left speed are 255 the turn left ပြီးရင်အရှိတ်သွားဒီမှာဒီက turn right ဒီက turn left speed are maximum ပြီးကြတော့ဒီ low high ရကြတော့နောက်သွားတာဒီကဒီလိုပဲဒီက was speed up maximum ဒီက over speed up maximum ဒီကရှိတ်သွားတာဒီကအနောက်သွားတာတမှာပြပါခင်ဗျThis is window Or sensor အဲ့လိုလှုပ်တာလားမได้ like ခင်ဗျ